နေပေါင်း22နှစ်ကြာအောင်ဝေးကွာခဲ့တယ်အမှတ်ပြီဖလားအားလုံးမင်္ဂလာပါကျွန်တော်ခြေဖြစ်ပါတယ်မင်းညာဆိုရင်တော့ဘုံမောင်းနေနော်ဒီ Manchester City ကတစ်ဖက်တစ်ခုသေးကြသွားတဲ့အတွက်ကျွန်တော်တို့ Arsenal အသင်းကဒါနှစ်ပေါင်း22နှစ်အကြာမှာပထမဆုံးပေါ့နော်ဒါချန်ပီယံဆုဖလားကိုရရှိသွားပါပြီကျွန်တော်တို့နော်ဒီကာလလေးမှာဆိုရင်ကျွန်တော်တို့ဒုတိယလူအနေနဲ့ပေါ့နော်ဒါကျွန်တော်တို့ကအဆင့်နှစ်အနေနဲ့အဆင့်နှစ်နေရာကိုကျွန်တော်တို့က3နှစ်ဆက်ရခဲ့တဲ့အသင်းနဲ့ဖြစ်ပါတယ်ကျွန်တော်တို့အသင်းရပါတော့ဒီစူဖလားနေနဲ့ပတ်သက်ပြီးတော့ကတော်တော်ကန်းခီနေတယ်နောက်ပိုင်းနှစ်တွေမှာဒီ cap ဒီ major trophy တွေမှာဆိုကျွန်တော်တို့အသင်းရပါတော့ဒါ Manchester City ကို Liverpool နော်ဒီလိုအသင်းတွေပေါ့နော်ပြီးရင်ဒီ Chelsea တို့ပေါ့နော်ဒီလိုအသင်းတွေနဲ့ဆိုင်တော့တော်တော်အင်အားနဲ့ဒါတော်တော်နှိမ့်ကြခဲ့ပါတယ်ကျွန်တော်တို့ပေါ့နော်ဒီ Arsenal ပေါ့နော်ဒီစအားပေးတဲ့ကာလကနေပြီးတော့အခုချိန်ဒီ Premier League ဖလားကိုဒါကျွန်တော်တို့အသင်းမရခဲ့ဘူးပေါ့နော်ကျွန်တော်တို့ဒါကျွန်တော်စအားပြီးတဲ့ကာလဒီ2006ကနေစပြီးနော်ပေါ့ဒီ2006ကနေစပြီးကျွန်တော်တို့အသင်းရပါတော့ဒီလုံးနဲ့ပဲဒါတရွေ့ရွေ့နေပေါ့နော်ကျွန်တော်တို့ဒါအနည်းငယ်အတက်ကြနေတာဒါ10 9 9နဲ့ရှုံးတယ် Chelsea ကို6 9ပြန်နဲ့ရှုံးတဲ့ပွဲတွေရှိခဲ့ဘူးတယ်ဒါကျွန်တော်မှတ်မိပါတယ်ဒါကျွန်တော်တော်တော်စိတ်တော်တော်ကတိကအောင်တော်တော်ဒေါသထွက်ခဲ့တဲ့ကာလတွေရှိခဲ့တယ်ပေါ့အဲ့ပွဲဆိုရင်ဒါ Arsenal နဲ့ Norwich နဲ့ပေါ့နော်ကျွန်တော်မှတ်မိပါတယ်ကျွန်တော်ဒါကျွန်တော်ဒါတော်တော်ဒေါသထွက်ခဲ့တာပေါ့နော်တကူကိုမရှိနေကျွန်တော်တို့ Emery မှာရှုံးခဲ့တယ်ကျွန်တော်တို့ကနော်ဒီ Highbury ကနေပြီးတော့ဒီ Emery ကိုပေါ့နော်ဒီ Highbury ကနေပြီးတော့ Emery ကိုကျွန်တော်တို့ဒီပြောင်းလာပြီးရအောင်နော်တကယ် major trophy တွေမှာကျွန်တော်တို့ကဒါမရယူနိုင်ခဲ့ဘူးခင်ဗျာအဲ့လိုနဲ့ကျွန်တော်တို့အသင်းရလာဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့တယ်နော်ကစားသမားတွေဒါအသင်းရောနော်အာတီတာသူကတကယ်ပေါ့နော်စူးစမ်းခဲ့တယ်ဒါသူစရောက်တဲ့ကာလမှာဒါသူကဝေဖန်မှုခံခဲ့ရတယ်ဒါ trusted နော် trusted process ဆိုပြီးတော့သူကဒါခိုင်မာနေပေါ့နော်သူရဲ့ကစားဟန်သူအကောင်းဒါလုပ်ခဲ့တယ်နော်ဒါလုပ်ခဲ့တယ်ဆိုရင်အခုချိန်မှာတော့ကျွန်တော်တို့အသင်းရတာ Premier League ဖလားဟုတ်တာဒါ14ချိန်ပေါ့နော်ဒါ14ချိန်ရရှိခဲ့ပြီးတော့ဒါ EPL เนาะဒါအင်္ဂလန်မှာတော့ဒါအင်္ဂလန်ပရီးမီးယားလိမှာတော့ဒါတတိယအောင်မြင်ဆုံးအသင်းဖြစ်တော့ကျွန်တော်တို့ကဒါရှိနေခဲ့ပါတယ်ဒါ14ချိန်နဲ့ပေါ့နော်ကျွန်တော်တို့အထက်မှာဆိုရင် Man United ကအချိန်20ရှိမယ် Liverpool ကအချိန်20ရှိမယ်ပေါ့ဗျာအဲဒီလိုနဲ့ကျွန်တော်တို့အသင်းရတာတဖြည်းဖြည်းချင်းပေါ့နော်ဒါပြန်လည်တိဆောက်ပေးခဲ့ပြီးတော့အခုအာဒီတာဟာသူနဲ့ပေါ့နော်ဒါစစ်မှန်တဲ့အရာတစ်ခုရရှိပိုင်ဆိုင်သွားနိုင်ခဲ့ပြီလို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ပေါ့နော်ဒါအာဆင်ဝင်းကလည်းဒီနေ့ပွဲကိုသူကြည့်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်เนาะဒါပုံမောမက်ဆီပါဖြစ်ဖြစ်ပေါ့เนาะဒါအာဆင်နယ်ဖလားရနေတော့သူကလည်းဒါသူကလည်းဒါသူလည်းတစိုက်တဲ့ဒေတာကနေပြီးတော့ဒါဝမ်းသာပီတီနဲ့เนาะဒါတစိုက်တဲ့ဒေတာကနေပါဝင်ပြီးတော့เนาะဝမ်းသာပီတီဖြစ်မယ်ဆိုတော့ဒါပြောစရာတော့မလိုပါဘူးเนาะအာဆင်နယ်အနေနဲ့ဒါနှစ်ပေါင်း20နှစ်ကြာမှရရှိခဲ့တဲ့ဒါအကောင်းဆုံးစူဖလားတွေတခုဖြစ်ပါတယ်ဒါနော်ဒါနဲ့တူ2026ရာသီမှာတော့ကျွန်တော်တို့က Premier League ဖလားကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကျေးဇူးဖြစ်ပါတယ်